ပါရှင်ဘာမာ beauty wellness clinic မှာကြိုဆိုပါရရှင်မြန်မာကူမိတ်ဆက်ပေးခြင်းတဲ့ treatment လေးကတော့ဒီ Asian ဆက်မှာပါဝင်တဲ့ treatment တစ်ခုဖြစ်တဲ့ intimate area ကိုပြန်လည်သိရင်ကျန်းမာလာစေအောင်ကုသပေးတဲ့ Infamy 360 treatment လေးဖြစ်ပါတယ်ရှင်ဒီ treatment လေးမှာဆိုရင်အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်ပထမပိုင်းမှာကတော့ Vitamin B1 နဲ့ကုသပေးရတာဖြစ်ပါတယ်ရှင်ဒီ tip လေးဆိုရင်အသက်ကြီးရင်လာရည်တော်၎င်းကလေးမီးဖွားပြီးရတော်၎င်း intimate area အတွင်းပိုင်းကြွသားလျော်ရဲမှုတွေကိုပြန်လည်သိရင်လာစေအောင်ကုသပေးတဲ့ပထမအဆင့်ဖြစ်ပါတယ်ရှင်ဒီ treatment လေးဆိုရင်အတွင်းပိုင်းကြွသားတွေကိုလည်းပြန်လည်သိရင်ကျန်းမာလာစေတာကြောင့်စီးမထိန်နေတာတွေကိုတက်တာစေပါတယ်ဒါအပြင်အဆိုရက်ကိုလည်းပြန်လည်ဖြည့်တင်းပေးတာကြောင့် intimate area အတွင်းပိုင်းရှောက်တဲ့ရရခြင်းနဲ့ပိုးဝင်ခြင်းတွေကိုလည်းပျောက်ကင်းသက်သာစေပါတယ်ရှင်ဒုတိယအဆင့်အနေနဲ့ V-tip လေးကိုအသုံးပြုပေးမှာဖြစ်ပါတယ်ဒီ tip လေးဆိုရင် intimate area အပြင်ပိုင်း collagen နဲ့ elastin ထုတ်လုပ်မှုကိုမြင့်တင်ပေးတာကြောင့်အရေပြားလျော်ရဲမှုတွေကိုပြန်လည်သိရင်နှုတ်ပြလာစေပါတယ်ရှင်သွေးလည်ပတ်မှုကိုလည်းပုံမကောင်းဝင်လာစေတာကြောင့်ကျန်းမာဆိုပြီးပန်းနုသွေးကြွတဲ့ result ကိုလည်းရရှိစေမှာဖြစ်ပါတယ်ရှင်Bama Beauty Wellness Clinic